လေးချက်ပြီးသွားပြီဆိုတော့အခုကဖားကြော်မလို့ဒါကကြတော့စားလေးနဲ့နေထားပြီးသားပေါ့အကုန်လုံးလဲကင်ပြီးသားပြီးတော့စီထည့်ပြီးတော့ဒီမှာစီပူးလာရင်စနွန်းလေးထည့်မယ်စနွန်းလေးထည့်မွေပြီးကန်မှာဖားထည့်ပြီးတော့ကြော်မယ်ဖားလေးကျွတ်ပြီးဆိုရင်ကြတော့အရောင်လေးလာအောင်ငရုတ်သီးလေးထည့်မယ်ပြီးလို့ရှိရင်အနံလေးမွေးအောင်ပင်စိမ်းလေးထည့်ကြော်မှာပေါ့ဝုံဝဲကိုပင်စိမ်းသွားခုခိုင်းထားအီးရဘက်ကချက်ရတာတော့တော်တော်မြန်တယ်ပြီးတော့ကြတော့မီးဖို့ကန်နေမှာဆိုလို့ရှိရင်လေပြားတွေဘာတွေမရှိတော့ကြတော့တက်တက်ရှင်းရှင်းလေးထားလို့ရတာပေါ့ပြီးအီးရဘက်ကဒီဟာကြတော့ရတော့သူသုံးတာ 4kg လေးပေါ့ 4kg လေးကကြတော့တဲရတာပေါ့ပါတယ်အခုဒီနားမှာမဟုတ်ဘူးတခြားရွှေ့ပြီးတော့သုံးမယ်ဆိုလို့ရှိရင်လေတဲရတာပေါ့ပါလေးပဲဆိုတော့လေသူကသုံးရတာလွယ်တယ်gas တုံလို့ရှိရင်ကြတော့ရတော့သူကဒီ6မြို့မှာပဲဖြည့်တာပေါ့ဒါလေးတို့ကြလဲရွာဘက်မှာပင်စင်းရိုးနီလို့ခေါ်တာသူကဒီလိုအယိုးလေးတဲ့အနီလေးတွေတော်တော်လေးမွေးတယ်